စီးလေးရယ်ဒီတော့ရယ်နောက်ကဒီလေတောင်ကြီးဝိုင်းနေတယ်မင်္ဂလာပါကျွန်တော်ရဲ့ဒီဗီဒီယိုလေးကတော့ကျွန်တော်အိန္ဒိယမှာပေါ့နော်ဒီတကုံနေတောရီတောင်နေပဲသွားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ရှင်အိန္ဒိယဆိုရင်ပေါ့နော်တော်တော်များများလူတွေအများကြီးနဲ့ရှိုးပွားနေမယ်ညစ်ပတ်နေမယ်အဲ့လိုထင်ကြတာပေါ့နော်ဒါမဲ့ဒီလိုမျိုးလှပြီးတော့တန်းရှင်းပြီးတော့မှရှုခင်းရမ်းလာနေရလေးတွေအများကြီးရှိပါတယ်ကျွန်တော်အခုရောက်နေတဲ့မြို့လေးကတော့အိန္ဒိယမှာရှိတဲ့မနာလီဆိုတဲ့မြို့လေးမှာဖြစ်ပါတယ်ဟိမဝန္တာတောင်ကျောတွေရှိတဲ့ဘက်ပေါ့နော်ကျွန်တော်အခု3လပိုင်းမှာသွားခဲ့တာဆိုတော့ဒီ3လပိုင်းကတော့လွေဥရာတွေရောက်ပြီပေါ့နှင်းနေတော့အရင်မများပြီမဲ့ဘေးမှာတော့နှင်းတောင်တွေတော့ပတ်ချာဝိုင်းနေရရှိပါတယ်အခုမနာလီမှာရှိတဲ့ရေတကုံပေါ့နော်ဂျူကီနီဆိုတဲ့ရေတကုံကိုကျွန်တော်တို့လမ်းလျှောက်ပြီးတော့သွားမှာဖြစ်ပါတယ်တောင်တော့လည်းတက်ရတယ်ပေါ့နော်ဒါပေမဲ့လမ်းတစ်လျှောက်မှာတွေ့ရတဲ့ရှုခင်းတွေကတော့ရမ်းကိုလှပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုပေါ့နော်အဆုံးထိကြည့်သွားရင်းနဲ့အိန္ဒိယနိုင်ငံမနာလီမြို့မှာရှိတဲ့ဂျူကီနီရေတကုံရဲ့အလှပတွေကိုခန်းစားလိုက်ပါအောင်ရှင်